Okay အားလုံးမင်္ဂလာပါဒီတစ်ခါတော့ရိုဟင်ဂျာနဲ့ရခိုင်နဲ့မြန်မာအစိုးရနဲ့မင်းအွန်လိုင်းတွေရဲ့ဒီပြဿနာတွေရုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲကမ်ဘီယာနိုင်ငံကမြန်မာအစိုးရကိုတရားစွဲပြီးတော့မင်းအွန်လိုင်းအပါအဝင်တီရကူနဲ့ဝစ်တီရာလာတီဝရာဒီစီယာရောနဘာလဲပါဝင်တာပေါ့နော်ဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့ဒီရိုဟင်ဂျာကိစ္စမွတ်စလင်ကိစ္စနဲ့မြန်မာအစိုးရနဲ့မင်းအွန်လိုင်းတွေဘယ်လိုပတ်သက်တယ်လဲဘယ်သူကအရင်မှားတယ်လဲဘယ်သူကအရင်စတာလဲပြီးတော့နောက်ဆုံးကြမှာဒီပြဿနာရဲ့အကျိုးတရားမှုကိုဘယ်သူတွေကခံစားရမလဲဆိုတော့ကိုကျွန်တော်မိတို့ပြောပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့1940နှစ်ကရခိုင်ပြည်မောင်တောမှာဒီရိုဟင်ဂျာမွတ်စလင်တွေကသူတို့ဘာသာရေးအစွန်းရောက်ပြီးတော့ရခိုင်တွေကဒီမောင်တောကနေစပြီးတော့ချိန်မုံတာအဲ့ဒီတိတ်ပွဲကအကြီးအကျယ်ဖြစ်တယ်တကယ်တမိုင်းမှာရှိတဲ့ဟာအဲ့မှာတချို့ record တွေရဆိုရင်လူ3000ဝန်းကျင်တက်ဆုံးရတယ်လို့ပြောထားတာရှိတယ်တချို့လူတွေက2000နဲ့3000ပေါ့နော်ပြီးတော့ရွာပေါင်း400ဝန်းကျင်ပစ္စည်းဆုံးရတယ်အဲ့ဒီနောက်ပိုင်းတချို့ record မှာတော့ရွာပေါင်း360ပေါ့နော်ဒါတွေထားလိုက်နည်းနည်းပတော့ဟိုချက်တွေရှိမှာပေါ့ဆိုတဲ့ခါကျတော့အခုကမ်ဘီယာကမြန်မာပြည်စုရောက်ကိုတရားစွဲတဲ့အပေါ်မှာဒီအရာတွေကဘေကနဲ့စတယ်လေဆိုပထမအဆုံးဒီဘင်္ဂလားဒေ့ရှ်ကနေလာပြီးတော့သူတို့ရိုဟင်ဂျာလို့ခေါ်လာတဲ့ဘင်္ဂလီမွတ်စလင်တွေကြောင့်စလာတယ်အရင်ဦးဆုံးဘသူကခံရတာလဲဆိုရင်ရခိုင်နဲ့ဗုဒ္ဓဘာသာပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့ကဘင်္ဂလီဒီရိုဟင်ဂျာတွေကသူတို့မွတ်စလင်ဘာသာတာသနာထွန်းကားဖို့ရအတွက်လောက်ထားတာဖြစ်ပါတယ်ဆိုတော့အရင်ဦးဆုံးရခိုင်လူမျိုးနဲ့ဗုဒ္ဓဘာသာကအရင်ခံရတယ်ဒီပြဿနာကဒါနဲ့မပြီးသေးဘူးဒီလိုလည်းရင်းမရခင်မှာဒါနဲ့မပြီးသေးဘူးအရင်ဂရိကနေစီပီတာပေါ့နော်1940မိကနေစီပီတာဒီတမိုင်းကအဲ့ဒါနဲ့2016ဇွန်လလာအဲ့ဒါပြီးမှတခါအကြီးကျယ်ပြီးတော့2019မှာပြန်ဖြစ်တယ်ဒီပြဿနာကတော့အကြီးကျယ်ဖြစ်လာပြီလူတိုင်းကလည်းsocial media ကလည်းတော်တော်လေးပွင့်လင်းလာပြီလူတိုင်းကတိလာပြီဆိုတဲ့ခါကျတော့ဒီပြဿနာကိုနိုင်ငံချက်ကနေတီလာပြီးတော့ဒီပြဿနာကိုဒေါ်အောင်ဆန်းစုကြည်ကသူ့ဟာသူဖြစ်ရှင်းပေးဖို့ပေါ့နော်စစ်တပ်တွေအထိမခံဖို့ရန်စစ်တပ်ကိုကကွယ်ပြီးတော့သူကိုတိုင်ကတော့ဖြစ်ရှင်းတာအဲ့မှာသူကမှားတာတစ်ချက်ပါတယ်ဘာကြောင့်လဲဆိုရင်ဒီပြဿနာကရိုဟင်ဂျာနဲ့ဒီဘော်ဒါရိုဟင်ဂျာနဲ့ရခိုင်ကိစ္စကဒီစင်ချူရီနဲ့ဆိုင်ပြီးတော့ဖြစ်လာခဲ့တဲ့ပြဿနာတွေပါဆိုပြီးတော့ဖြစ်ရှင်းခဲ့တယ်အဲ့ဒါကလုံးဝမှားစင်ချူရီဆိုတာမြစ်ရာချီကိုပြောတာပါဆိုတော့မြန်မာပြည်မှာသူပြောတာကတော့ဆေးစုနိမြတ်စွာတဲ့ဆိုတော့ဒီနေရာမှာတော့အောင်ဆန်းစုကြည်လည်းလုံးဝမှားတယ်ဒီပြဿနာကနှစ်ပေါင်းရာနဲ့ချီပြီးတော့ပြဿနာပြလာတာမဟုတ်ဘူးအဓိကအဖြစ်ဒုတိယကဘာစစ်လုံးနဲ့1940လောက်ကနေပဲစလာတဲ့ပြဿနာတွေဖြစ်တယ်ဒါတော့အောင်ဆန်းစုကြည်မှာလည်းဖြစ်တယ်ပြီးတော့ဒီလိုမျိုးဒီအစပထမမှာဘသူကပြန်မှားတယ်လေဆိုရင်ဦးနုကလည်းဒီ1940ကနေ60ဝန်းကျင်မှာသူလည်းရွေးကောက်ပွဲမှာလူတွေဒီရွေးကောက်ပွဲ member တွေရချင်လို့ဒီရိုဟင်ဂျာကလားတွေကိုအခွင့်အရေးတွေမျိုးတွားဆွေးဆောင်ပြီးတော့အခွင့်အရေးတွေပေးခဲ့တယ်အဲ့ဒီတွေ့ကြောင့်ရိုဟင်ဂျာတွေကလည်းအရင်တော့ကငါတို့မှလည်းရိုဟင်ဂျာအတန်လူဌာနအစီအစဉ်တွေလည်းရှိတယ်ဘာညာပေါ့နော်ဒါတွေကဦးနုကသူတို့ပါတီအာဏာရဖို့သူတို့ပါတီမေရဖို့သူကလင်ကချစ်တူကူချူလောက်ဖို့ရအတွက်ကလင်ကချစ်လောက်ပြီးတော့သူ့အမားလည်းပါတယ်အဲ့ဒီတွေ့ကြောင့်သူတို့ကပူပြီးတော့ဒီပြုတ်ဆရာတွေအများကြီးရှိခဲ့တာပေါ့နော်ဒါထားလိုက်ပထမကရခိုင်ခံရတယ်ဒုတိယကရခိုင်နဲ့ဗုဒ္ဓဘာသာတတိယမှာဦးနုကသူ့ရဲ့ပါတီဟိုစမေရဖို့
သူတို့တွေကိုသွေးဆောင်ပြီးတော့အမျိုးမျိုးခွင့်ကြီးတွေကိုပေးခဲ့တယ်ပြီးတော့တတိယမှာအဲ့ဒီမွတ်စလင်တွေကိုမြန်မာအစိုးရကမွတ်စလင်နဲ့ရခိုင်ရန်ဖြစ်အောင်သူတို့ကလမ်းစာမီးစာလေးမွေးပြီးတော့ရီလာမြောင်းပေးလို့ပေးတာအဲ့ဒါနဲ့ရခိုင်နဲ့မွတ်စလင်တကယ်2016ခုမှာပြဿနာဖြစ်တဲ့ခါကျတော့စစ်တပ်တွေကရခိုင်လူကူကာကွယ်တယ်ဆိုပြီးတော့ဟိုစားဖို့နော်သူတို့ကလည်းဒီဘောဒဘာတာအဖြစ်စီရပိုင်းညာမလူလားလို့သူစစ်စင်ကြီးကွင်းစင်တာပေါ့နော်အဲ့ဒီချိန်မှာအခုပြဿနာတွေကအလုံးလဲရင်းလဲတက်ပြတာပိုင်းညာရှိတာပေါ့နော်ဒီဝင်တေတွေလဲသူတို့မိသားစုတစုကိုသူယောက်ျားစီမှာသူမိန်းမကိုပဲတင်းကြည့်ပြီးမှသူမိန်းမကိုသူယောက်ျားစီမှာတက်ပြလိုက်တယ်သူယောက်ျားလဲအရှင်လည်းမြင်မြုပ်တယ်ပါညာပေါ့အမျိုးမျိုးမြတ်ကြည့်ရှိတယ်ပေါ့နော်စူလူဒါကအရင်ဦးဆုံးခံရတာကရခိုင်ပြီးတော့ဗုဒ္ဓဘာသာပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဦးနုအမှားလည်းပါတယ်ဒိုစုအမှားလည်းပါတယ်နောက်ဆုံးကျတော့သူတို့တွေကဒီနိုင်ငံတကာမှာ NGO မှာအစကပါကူနှံပြီးတော့ဝါဒဖြစ်လာတဲ့ခါကျတော့နောက်ဆုံးကျတော့ဒီ NGO တွေကဒီရိုဟင်ဂျာကလာတွေကိုမြန်မာပြည်မှာပြန်ပူချင်းတယ်ဘာကြောင့်လဲဆိုဘာလဲဒက်မှာလဲသူတို့ကလောက်ခတဲ့နဲ့ကြည့်စုရတာကျွေးမွေးရတာတော်လေးခက်လို့သူတို့ကမြန်မာပြည်ကိုပြန်စေချင်ကြတယ် NGO မှစ UN မှစဘာကြောင့်လဲဆိုသူတို့ကရခိုင်ပြည်ကိုငါတို့ပြည်စုပြီးမှသူတို့လူချင်ကြတယ်ပြီးတော့ဒါတွေမကဘူးသူတို့ဘာသာကိုထုံကချင်လို့ဘောဒါဘာသာကိုဖြစ်စီချင်တာပေါ့နော်ဒါတွေလက်ဆန်တယ်အဲ့ဒီတဲ့ကြောင့်NUG တို့ UN တို့ကလည်းဒါတွေကိုဥစားပေးတဲ့ချိန်မှာသူတို့လည်းအကွက်ဖြစ်သွားပြီအဲ့ဒါနဲ့ဒီလိုမျိုးတရားဆွေးဆူရချင်းဖြစ်တယ်တကယ်လို့သူတို့တွေကိုလက်ခံလို့မြန်မာပြည်မှာနေခဲ့ရင်ရခိုင်တွေနဲ့လည်းတည်မှာမဟုတ်ဘူးဗုဒ္ဓဘာသာတွေနဲ့လည်းတည်မှာမဟုတ်ဘူးအကြီးကျယ်တော့ဖြစ်အောင်မှာပါဆိုတဲ့ခါကျတော့ကျွန်တော်ဘာကုစုလို့တာလဲဆိုရင်ဒီအကြောင်းအရာကရခိုင်ကရင်ခံရတာဒုတိယဗုဒ္ဓတတိယအမကဥနုစဒုထအမကဒိုစုနောက်ဆုံးခံရမှာကမြန်မာပြည်စုရနဲ့မြန်မာပြည်သူလူထုဖြစ်တယ်လို့ပြောချင်တယ်ဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့နောက်မှာပဲလက်တင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့်ဒီကျွန်တော်ရဲ့ပြောချက်ချက်ကိုတပုတ်ကူနားလေတယ်ဆိုရင်အားပေးချင်တဲ့ဆိုရင်ဒီ YouTube channel ကို subscribe ဖြစ်အားပေးကြပါပြီးတော့ဒီအခုကျွန်တော်ပြောတဲ့ဟာတွေကလုံးဝအခိုင်အမာရှိတဲ့တမန်တွေဖြစ်တဲ့အတွက်ကြောင့်အများကြီးရှိပါသေးတယ်ကျွန်တော်ချင်းရှင်းရှိတယ်လို့အားလုံးကိုပြောပေးတော့မှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်